ဗုဒ္ဓဟူးနဲ့ရာဟုသာသမီများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကျွန်တော်တော့မြတ်တာလင်းဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်ဗီဒီယိုကတော့ဗုဒ္ဓဟူးနဲ့ရာဟုသာသမီများအတွက်9ရက်6လ2026ကနေ13ရက်6လ2026တပတ်တာကာလအတွက်တွင်ဗုဒ္ဓဟူးနဲ့ရာဟုသာသမီများကြုံတွေ့ရမယ်ပဉ္စမအနေထားများကိုပြပြပေးမယ့်ဗီဒီယိုဖြစ်ပါတယ်ဒီတစ်ပတ်တာမှာဗုဒ္ဓဟူးနဲ့ရာဟုသာသမီများဟာဆိုရှင်စိတ်ပျော်ရွှင်ချမ်းမြေ့စေရာအဖြစ်ပြက်လေးတွေကကိုယ့်စီကိုရောက်ရှိလာမယ်ဒီတပတ်တာကာလတော်တွင်မှာဗုဒ္ဓဟူးနဲ့ရာဟုသာသမီများတွေအားဆိုရှင်အဖြည်းဖြည်းချင်းစိတ်တည်ငြိမ်အေးချမ်းမှုတွေပျော်ရွှင်ချမ်းမြေ့မှုတွေရရှိလာမယ်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အခုချိန်မှာကိုကအဆင်ပြေမှုတွေကြုံနေစိတ်ထဲမှာပူပန်စရာတွေများနေရလို့ရှင်အဲ့ဒါကိုလစ်လူရှုလိုက်လို့ရပါပြီဒါကြောင့်မလို့တော့တဖြည်းဖြည်းနဲ့ကိုယ့်စီကိုကံကောင်းခြင်းတွေရောက်ရှိလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပါအဲ့ကိုယ်အနေနဲ့ကကံကောင်းခြင်းတွေဝင်လာတော့မယ်ဆိုရင်မှာအခုရှိရမိမိစိတ်ကိုတော့ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်ကိုယ့်ရဲ့စိတ်ကနည်းနည်းငါဘာလို့အဆင်ပြေဘူးငါအမြဲကံစိုးနေတယ်အဲ့လိုမျိုးဒါတွေးနေတယ်ဆိုရှင်တော့ကံကောင်းခြင်းတွေရတယ်ကိုယ်နာမှာရောက်လာပြီကိုယ့်စီကိုဆက်ဖက်မိရရောက်တော့မယ်ဆိုတော့နောက်ကိုပြန်ပြီးလှည့်ထပ်သွားတတ်ပါတယ်ဒါကြောင့်မလို့ကိုယ့်စိတ်ကိုပထမဆုံးကောင်းအောင်အရင်ဆုံးကောင်းအောင်ပြင်ပါဆိုတော့စိတ်ကောင်းလုံးကောင်းထားတယ်ဆိုတာတက်လေငါဒါလုပ်ရင်ဒီလိုတော့အဆင်ပြေသွားနိုင်တယ်ငါလုပ်တယ်ဆိုရှင်တော့အဆင်အောင်မြင်သွားနိုင်တယ်အဆင်ပြေသွားနိုင်တယ်ထားမြင်သွားနိုင်ဒီမျိုးစိတ်ကိုနှလုံးသွင်းပေးရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကဒီဗုဒ္ဓဟူးနဲ့ရာဟုသာသမီများဟာဆိုရှင်ဒီကာလတော်တွေမှာစကားပြောဆိုရင်အင်မတန်မှကောင်းမွန်နေမယ်မိတ်တဲ့ဆွေပြစ်တွေရရှိမယ်ပေါင်းနှင်းကံအကျိုးပေးတယ်ကိုယ်လည်းရောက်လေရာအရက်မှာမိတ်ဆွေဖွဲ့နိုင်တဲ့အရေးအတွေ့မျိုးရှိမယ်ရေးချင်းတွေထက်မြက်နေမယ်ရောက်လေရာအရက်မှာမိတ်ဆွေဖွဲ့နိုင်တယ်ဆိုတော့အားသာချက်ကြောင့်မလို့ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာတိုးချဲ့မှုတွေမှာဆိုရှင်များစွာထောက်ကူဖြစ်သွားနိုင်ပါတယ်အခုရှိတာကိုကလှုပ်ချင်ကန်ချင်နဲ့အတွေးတွေတော့ရှိတယ်ဘယ်ဟာဆိုရှင်ဘယ်လိုလုပ်ရမလဲနောက်တစ်ခါဒီမှာကြောက်ကိုကသူများတွေပေါ်မှာဆရာကြီးတွားလုပ်တဲ့အခိုက်အတန့်တွေရှိတယ်တကယ်ကြောက်လေကိုကသူများကိုစေနာတွားလုပ်တာသူများလုပ်ငန်းကိုလုပ်ဘူးလားဆိုတော့မလုပ်ဘူးတွားပြီးဆရာကြီးလုပ်တယ်ဒါပေမဲ့အဲ့ဆရာကြီးတွားလုပ်တဲ့ဟာတွေမှန်နေရနော်သူများကိုဆရာကြီးတွားလုပ်ဖို့တော့ကမှန်တယ်ဒါပေမဲ့ကိုယ့်လုပ်ငန်းကြောက်ကိုကအဆင်ပြေဖြစ်နေရတို့ဒါထဲမှာနှောင့်နှေးကြံ့ကြာမှုတွေဖြစ်နေတာလို့စိတ်တိုင်းမကြဆရာဖြစ်နေတာဒါတွေကလူမှတော့သိမှာမဟုတ်ဘူးပေါ့နော်သမင်မသိအောင်လဲနေရလဲဖြစ်သွားနိုင်တယ်သဘောကတော့ကို့မှာစီစဉ်နေစိတ်ကူးတွေရှိနေတာကကို့နယ်ပယ်မဟုတ်တဲ့သူများလုပ်ငန်းကိုတောင်မှပဲအကျဉ်းချမ်းပေးရတာမှဟိုကအဆင်ပြေသွားတယ်ဆိုတော့ကို့မှာရှိတဲ့ idea တွေကတာမှန်မဟုတ်ဘူးကို့မှာရှိတဲ့ idea ကသူများတော့အကျိုးဖြစ်သွန်းတယ်ဆိုတော့ကို့ဆိုရှင်အကျိုးဘယ်လောက်တောင်ဖြစ်သွန်းနိုင်မလဲဒါတော့မမေ့သင့်ပါဘူးစိတ်ကတခါကြီးကျတော့အပြောင်းလဲတွေအရန်ညံ့နေမယ်ကိုကကြာနေဒီအလုပ်ကိုပဲစောက်ချလုပ်တော့မယ်လို့တွေးရဲ့အချိန်မှာတယ်နေမကူနော်နိုင်ပိုင်းတွင်းမှာနေမယ်ဘာပါကြီးအဲ့ဒါကြီးကလုပ်လို့ရှင်လဲငါဒီချက်ကိုကောင်းတဲ့ဟာပဲလုပ်မယ်ဆိုရလို့ဖြစ်သွားတယ်အဲ့လိုမျိုးကြောင်းလဲလွယ်နေပေါ့နော်အဲ့တော့ကိုယ့်အနေနဲ့ကဘာကိုလက်ကင်ထားရမလဲဆိုရင်ကဉ္ဇမာတရားတွေကတော့အခက်အခဲအကြောင်းကြောင့်မှုတွေတော့မရှိပါဘူးသိထားမယ်ပိုင်းကလက်တွေ့ကြကြချိတ်ဆက်တိုးဆောင်ရွက်ပါကိုယ့်ဘဝကို6လမ်းပါလို့ပဲခြင်းနဲ့မေ့ချင်ပါတယ်ကိုသွားရလမ်းကြောင်းမှာခက်ခဲတွေအစုံညာရှိခဲ့မယ်ဆိုရင်တော့မှပဲကိုညီပေးမဲ့သူကဆက်ဆက်မြတ်မြတ်ကိုရောက်ရှိလာတတ်တယ်ငယ်ချင်းမဖြစ်စေလူကြီးသူမဆရာသမားဖြစ်စေကိုဘဝမှာအခက်ခဲတွေကြက်တဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အချိန်တိုင်းမှာပဲကိုညီထောက်ပံ့ကောင်းနေရရှိတတ်တဲ့ကံကြမ္မာကောင်းနေပိုင်ဆိုင်ထားပါတယ်စိတ်မတည်ငြိမ်ပဲနဲ့ပြောင်းလဲခဏခဏလုံနေမိတယ်ဆိုတဲ့ဟာတော့ဒါကတော့ထိန်းချုပ်ထားမှာပေါ့နော်ဒါမှမဟုတ်တော့ကိုယ့်ရဲ့အရေးသွေးကိုယ့်ရဲ့စဉ်းစားတွေးခေါ်မှုတွေကိုသဘောကျတဲ့သူတွေကကိုယ့်ကိုထောက်ပံ့လာပြီးတော့ပေးပါလိမ့်မယ်အဲ့ချိန်မှာကိုယ့်ရဲ့စိတ်ကမငြိမ်ဘဲနဲ့
အထောက်ပံ့ကတော့ရလိုက်ပြီတကယ်လက်တွေ့ကောင်းတဲ့ပေါ်မှုကထားမမြောက်ခဲ့ဘူးဆိုရှင်တော့သူတို့လည်းအချိန်ပြန်နေဆိုရှင်နောက်တစ်ချိန်မှာကိုယ့်ကိုပြန်ကူညီပေးဖို့ရန်အတွက်တို့တွေနှစ်ခါပြန်စဉ်းစားမယ့်အချိန်ကြီးရောက်သွားနိုင်ပါပြီအဲ့ဒါတွေကသူများတွေတွေးထိုးမှုမဟုတ်ဘူးကိုယ့်ရဲ့လက်တွေ့ပိုင်းဆိုင်ရာမှာစူးစမ်းအားထုတ်မှုတွေနေသွားတဲ့အခါမှာဖြစ်လာနိုင်တဲ့ဆိုးကျိုးကိုပြောပြတာပါနော်ဖြစ်လာနိုင်တဲ့ဆိုးကျိုးကဒီလိုအခြေအနေမျိုးရှိနိုင်တယ်ဒါကြောင့်မို့တနိုင်တော့ကိုယ့်ရဲ့ဟုတ်ပြီတွေးတော့ပါလက်တွေ့ချက်အကောင့်ထဲပေါ်ပါဒါဆိုရင်တော့ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာဘာမှကိုယ့်ရဲ့ဘဝမှာဘာမှစိုးရိမ်မှုစရာမရှိဘူးလုပ်ငန်းပိုင်းဆိုင်ရာအဲ့ဆိုငွေကြီးရဲ့ဘယ်ရနော်လူသားအားလုံးအတွက်အရေးကြီးဆုံးဟာငွေကြီးဘယ်လောက်တော့မှအရေးကြီးလဲဆိုတော့ဒုတိယဖျားတဲ့ခင်တော့တောင်မှစာရီထဲမှာပြောကြအောင်နော်အဲ့တော့ငွေကြီးကဘယ်လိုရှိမလဲငွေကြီးကလည်းစိတ်ဝင်စားစရာအရင်ကောင်းပါတယ်ကိုယ့်ရဲ့လုပ်ငန်းကိုလက်တွေ့ကျဘယ်လောက်လုပ်လဲလက်တွေ့ကျနဲ့အကောင့်ထဲပေါ်သွားခဲ့တဲ့အရာတွေကများရင်များလောက်ကိုယ်မှာဝင်ငွေတွေတရိပ်နဲ့ဝင်လာပါလိမ့်မယ်အဲ့တော့တွေးထားလဲတွေးပါနော်ဒီခါမှကျတော့လက်တွေ့ကြီးပဲအရင်အားကိုးတဲ့ခါမှာဟုတ်ပါအိုင်ဒီယာတွေမစမ်းတက်တော့တဲ့ခါကျတော့သူကလည်းလက်တွေ့အရင်ကြတော့ပြန်ရင်လည်းမကောင်းပြန်ဘူးစိတ်ကူးရမ်းရင်ပြန်လည်းမကောင်းပြန်ဘူးနော်ဒါလို့တော့မသားစေချင်ပါနဲ့အော် single အနေနဲ့အခြေကြီးကိုလာပြီးကြည့်ရမှာစမ်းပွင့်မဲ့ကာလမျိုးဖြစ်တယ်ကိုစမ်းပွင့်မဲ့ဆိုတဲ့နေရာမှာလည်းတခုရှိရပါတော့ကိုကြိုက်တဲ့သူတွေကပိုင်ရှင်ရှိပြီးသားလည်းဖြစ်နေဖြစ်မယ်ပိုင်ရှင်မရှိရတဲ့လည်းဖြစ်နေဖြစ်အဲ့ဒါကကိုကတေချာလေးရွေးတက်ဖို့တော့ရည်ကြည့်တယ်မယ်ကိုရဲ့စိတ်ကတဲ့အခြေကြီးနဲ့ပတ်သက်လာဆိုရှင်နည်းနည်းလေး sensitive ဖြစ်နေတတ်တယ် sensitive ဖြစ်တယ်ခါမှကျတော့ကိုမကြိုက်တဲ့သူကိုမချစ်တဲ့သူကိုအတွက်ကောင်းတဲ့သူကြကိုစိတ်ဝင်စားကိုဒဏ်ရာတွေပေးပါမယ်ဆိုတဲ့လူမှကိုကတွားပြီးတော့ဗါလဲနှလုံးတွေမကဘွားကြီးပုံပြီးပြီးချစ်တယ်ချစ်မိသွားတယ်ဆိုတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အချီကြီးမှာတော့အဲ့လိုနှလုံးသားရေးရာ emotion ကိုအရင်မလိုက်ပဲနဲ့လေကိုကဒါဖြစ်တဲ့နာမဖြစ်တဲ့နာမျိုးကိုရဲ့စဉ်းစားဆင်ခြင်နိုင်တဲ့ဉာဏ်ကြီးကလိုက်ပြီးကပ်ပါဖို့တော့အရေးကြီးပါတယ်အဲ့ချစ်သူကြီးသားဆုံးလည်းရှိတဲ့သူများအနေနဲ့ကတော့ပျော်ရွှင်ကြည်နူးစရာလေးတွေကြောင်းအမှတ်တရဖြစ်စရာခိုက်တံမျိုးလေးတွေနဲ့ဒါရဆိုပြီးနဲ့ချိန်မျိုးကိုရရှိပါနိုင်မယ်အိမ်အောင်ကြီးမှာတော့တယောက်နဲ့တယောက်နဲ့ခံစားချက်ချင်းထပ်ထူကြနေပြီးတော့မတော်တဆဖြစ်ခဲ့ရင်တောင်မှပဲတယောက်နဲ့တယောက်နားလည်နိုင်ခဲ့မယ်မတော်တဆဖြစ်ဘာဖြစ်တယ်လဲဆိုတော့မတော်တဆကတော့ဆဖြစ်မယ်ပြဿနာဖြစ်မယ်ဆိုတော့မှတယောက်နဲ့တယောက်နဲ့အပြန်နဲ့ကြည်အေးမှုနားလည်မှုပြဿနာငြိမ်းအေးမှုကလွယ်ကူနဲ့ရရှိနိုင်ပါလိမ့်မယ်အဲ့တော့စီးပွားလုပ်ငန်းအဲ့ဒါပဲအိမ်ထောင်ရေးလုပ်ငန်းတော့ပြည်တယ်အိမ်ထောင်ရေးစင်ပြည်နယ်နော်စီးပွားလုပ်ငန်းမှာတော့တခုတော့ရှိတယ်ကိုယ့်ရဲ့ idea တွေနော်နှုတ်ချိုပြီးရှို့တပါစီးပွားလုပ်ငန်းမှာမလိုအပ်ပဲနဲ့ကိုယ့်ရဲ့အခြေစီ idea တွေလိုက်ပြီးတော့မမျှဝေပေးသင့်ပါဘူး sharing မလုပ်ပေးသင့်ဘူးပေါ့နော်ကိုယ်တတိယကြကိုကောင်းတယ်ပေါ့အောင်မြင်သွားခဲ့တယ်ဆိုရှင်လည်းအောင်မြင်သွားတဲ့ခါကျတော့မှငါတော့အောင်မြင်ဟေ့နင်တို့ဘယ်လိုကြွေးချင်လဲမင်းတို့ဘယ်လိုပြန်အဲ့ခံချင်တာအဲ့လိုကြမှာပဲကိုချပြဟုတ်တယ်idea တစ်ခုအကြံစီတစ်ခုဟာရုပ်လုံးမပေါ်သေးခင်မှာအခြားသူတော့မပြောပြသင့်ပါဘူးပညာရေးအနေနဲ့ဆိုရှင်တော့ပညာရေးနဲ့ပတ်သက်လာဆိုရှင်ကိုပါစိတ်နည်းပျော်ပါပိုင်းကိုရောက်သွားနိုင်တယ်ပညာရေးပိုင်းဆိုင်မှာနဲ့အားနည်းတဲ့သဘောတရားမျိုးရှိတယ်ဆိုတော့တောင်းဝဲနာနီးတဲ့လူတွေGLBT ဖြေရမယ့်လူတွေအနေနဲ့ကတော့ know yourself ကိုချောင်းကိုသိပေါ့နော်ဒီချိန်ကြီးကြမှာတော့ GLBT ကခဏပိုင်းမှာဖြေရတော့မှာဆိုတော့ကြီးကြဖို့တော့တရားနေပဲကြံပြတိုက်တွန်းလုပ်ပါတယ်ပညာရေးနဲ့စိတ်တည်နေတတ်တယ်အာယုံစိုက်ပြီးရအောင်တခြားလေးလုပ်ဖို့တော့လုပ်ပါလိမ့်မယ်ဟုတ်ပါပြီဘုံလုံးနဲ့ရောက်တာတမများအနေနဲ့ဒီတစ်ပတ်တာမှာဆိုလေကင်းဝေးပြီးမှအကောင့်တွေရောက်ရှိတာဖို့အတွက်ညမှာလက်ဖက်တော့ကတ်လို့ပြီးမှမြေတော်ဆိုတောင်းရပါတယ်သုံးသီးကြည့်ရှုရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ပြီးမှပြန်တွေ့ပါမယ်နော်